လားအပြည့်စည်းအောင်ဘုံချုံစွာဆောင်ထိန်ပါမိဖေယဆောင်ထိန်ပါမိဖေယဗန္ဒီဣတရဏိနတဟပစ္စင်ကသမနာကတံဓမ္မသမာဓိယာမဣတရဏိနတဟပစ္စင်ကသမနာကတံဘုဒ္ဓမတိဓမ္မန္တလူကံကတဝအပမတိနတိလန္တပါပိထာမဘာဘိရှင်တေရှင်မြတ်တို့ဖေယရှင်မြတ်တို့ဖေယတပိတော်တို့ဒီမြတ်စွာဖေယပြုတော်ရှင်သာရိပုတ္တရာရှင်မမောက္ကလံအပါဝင်ဖြစ်သောတန်ဃာတုတရားလုံးအားတန်ခိကဒါနပြုလုပ်ရှင်ပါသည်ဖေယတန်ဃာတုတရားလုံးပူဇာယေကေဟာတုကြွားရောက်တော်မူလာကြကုန်သောမြေမောက်တန်ဃာတော်တို့မှာတန်ဃာပူဇာကိုယ်စလဲနေရဖြင့်လက်ခံတော်မူကြပါရှိနေကြအဲ့ဒီလိုမျိုးအကုသိုလ်အငြိကြီးရှိတဲ့ခန္ဓာအစဉ်နဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်တော့အကျိုးမရဘူးလားဆိုတော့အကျိုးတော်ရပါတယ်ဒါပေမဲ့ဖရာတပည့်တော်တို့ဒီမြတ်စွာဘုရားအမှုပြုတော်အရှင်သာရိပုတ္တရာအရှင်မဟာမောက္ကလံအပါဝင်ဖြစ်သောတန်ဃာတုတရားလုံးအားတန်ခိကဒါနဆွမ်းဆရှိသောလူဝယ်တို့ကိုလူဒံပြီး၍တတဝအနန္တတို့အားဖရာတပည့်တော်တို့ပြုလုပ်အားထုတ်နေသောအလုဒါယကာမကြီးဒေါ်အာမလူယရဏမိသားစုအလုံးတို့နှင့်တကဝတရားနာပရိသတ်ပေါင်းလူတော်ကောင်းတို့ဤကိယာနဆောင်းရှောင်းနေကြကုန်သောပုဂ္ဂိုလ်တ attva တွေစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းကြောင်းကြခတ်သိမ်းသန္တာဘဂဝန္တောအာရဟန္တောဓမ္မန္တံဘုဒ္ဓန္တံနမောသန္တာဘဂဝန္တောအာရဟန္တောဓမ္မန္တံဘုဒ္ဓန္တံနမောသန္တာဘဂဝန္တောအာရဟန္တောဓမ္မန္တံဘုဒ္ဓန္တံနေကသန္တိတန္တာရံတန္တာဝိဒံအနိဗ္ဗိတံကာပါတုဝိန္တိဓမ္မအာနာဘိတောဇာယတောဗျမနန္တာအထာတာကင်္ဂဝဗ္ဗယံတိတပ္ပါယတောခယံပစ္စယနံအဝေတိယရာဝေပါတုဝိန္တိဓမ္မအာနာမိတောဇာယတောဗျမနန္တာဝိရူပယံဒိဋ္ဌတိမာရတိနံဒုရိယောဝဟောဗန္တယမန္တလိခံဟိန္ဒုပစ္စယောအာရမဏပစ္စယော
အရိပတိပစ္စယောအနန္တရာပစ္စယောဓမ္မနန္တရာပစ္စယောဒါသန္တပစ္စယောဣညာမေညာပစ္စယောနိဒယပစ္စယောဥပ္ပိန္ဒဓမ္မတာရတိတဏ္ဍေဝမနုဿာနံဗုဒ္ဓောဘဂဝါဒဝခန္တောဘဂဝန္တာဓမ္မောတန္တတိကောအာဂါလိကောဧပန္တိကောဘာနေကောပစ္စတံဝရိဒဘောဝေဒီခေယာမှာရှိနေကြတဲ့မိသားစုတွေကသားနဲ့သမီးညီကိုမောင်မအရှင်းရှင်းတွေ့တာတွေကခန္ဓာကိုယ်တစ်ခုလုံးကိုစီစဉ်လိုက်တော့အသားရည်အတွေးတွေကညီညံ့ညူပုတ်လာ။အော်ဒေါသဖြစ်နေတဲ့လူပုဂ္ဂိုလ်တယောက်ကြည့်လိုက်လေ။ဘလောက်ပဲရုပ်စင်းအင်္ဂါဥပရိယပြင်ရှောမောပါတယ်လှပတယ်ပဲတင့်တယ်ပါတယ်ပဲပြော။အဲ့ဒီရှောမောလှပနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဒေါသဖြစ်နေတဲ့အချိန်တွားပြီးတော့